Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကကျတော့အောင်မြင်မှုဆိုတာပါလဲတယောက်နဲ့တယောက်တိုင်းတာတဲ့အောင်မြင်မှုကမတူကြဘူးငွေကြေးချမ်းသာတာအောင်မြင်တာလားဒါမှမဟုတ်ရင်အပေါင်းအသင်းများတာကိုအောင်မြင်တယ်လို့ပြောရမလားဒါမှမဟုတ်ဆိုတော့ပညာတက်ကြီးတယောက်ဖြစ်လို့ကိုကအောင်မြင်တာလားလူတယောက်ကအောင်မြင်တာချင်းတိုင်းတာချင်းမတူကိုကပညာတက်ကြီးတယောက်ဖြစ်လို့ဆိုရင်ကိုကအောင်မြင်တယ်လို့တချို့တလေကယူဆကြတယ်တချို့တလေကငွေကြေးကိုကပိုင်ဆိုင်ပြီးကိုလိုချင်တဲ့အရာတွေအကုန်လုံးပိုင်ဆိုင်ပြီးဆိုရင်ကိုကအောင်မြင်တယ်လို့ယူဆကြတယ်တချို့ကကြတော့ကိုလူတိမြားတယ်ဆိုရင်ကိုကအောင်မြင်တယ်လို့ထင်ကြတယ်တယောက်နဲ့တယောက်ထင်မြင်ယူဆချက်ချင်းကမတူကြဘူးဒါပေမဲ့ဒီအောင်မြင်တဲ့သူတွေအကုန်လုံးမှာတူညီတဲ့ခံယူချက်တွေရှိတယ်တူညီတဲ့အကျင့်စိတ်လေးတွေရှိတတ်ကြတယ်ဒီအောင်မြင်မှုကိုသူတို့ကတရက်ထဲတစ်ချိန်ထဲနဲ့သူတို့ရရှိတာမဟုတ်ဘူးသူတို့ကနေ့စဉ်စူးစမ်းတယ်စိတ်ရှည်တယ်စီကန်းရှိတယ်ဒီအချက်တွေကိုအခြေခံပြီးမှအောင်မြင်မှုဆိုတဲ့အရာတွေကိုရရှိနိုင်တာဖြစ်တယ်ဒါကြောင့်ကိုကအခက်ခဲတွေရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်လာတဲ့အခါမှာလက်မလျှော့လိုက်ပဲနဲ့ဒီအရာကနေကိုကသင်ခန်းစာယူတတ်ဖို့လိုအပ်တယ်ဒီကိုရဲ့အခက်ခဲတွေရှုံးနိမ့်မှုတွေကနေပဲကိုတမ္မာစေတဲ့သူတယောက်ဖြစ်လာတယ်ဒီအခက်ခဲတွေကကိုပိုပြီးမှတန်ဖိုးတက်စေတယ်ကိုအရှိကိုတွန်းပို့စေတယ်ဒါကြောင့်ဒီအခက်ခဲတွေရှုံးနိမ့်မှုတွေကိုကလက်မလျှော့လိုက်ပဲနဲ့ဒီအရာတွေကနေသင်ခန်းစာယူတတ်ဖို့လိုအပ်တယ်ကျွန်တော်လည်းအရင်မှာအရန်စိတ်တပြုံညက်တဲ့သူတယောက်ဖြစ်တယ်သူများနည်းနည်းပြောလိုက်ရင်အရန်စိတ်ထိခိုက်တယ်ကိုတငယ်ချင်းနဲ့အချင်းချင်းမှတောင်မှကိုအထက်သူများကိုပို့ခင်တယ်ဆိုရင်အရန်စိတ်မကောင်းဘူးကိုထက်သူများကိုပို့ခင်တာမကြိုက်ဘူးခံစားလို့အရန်လွယ်တယ်ဒီအရာတွေကိုခံနိုင်ရရှိအောင်ပြောင်းလဲလိုက်တယ်အချိန်ယူတက်ဖို့တော့လိုအပ်တယ်ဒီအချိန်ကိုကယူပြီးပြီဆိုတာနဲ့တခုံထိုးကိုတိုးတက်ဖို့လိုအပ်တယ်အဲ့တော့ကိုကဒီအခက်ခဲတွေရှုံးနိမ့်မှုတွေကိုပြင်ဆိုင်ရမှာပဲဘဝဆိုတာကတော့အခက်ခဲတွေပြဿနာတွေဝေဒနာတွေနဲ့ဘယ်တော့မှမကင်းဘူးဒါကြောင့်ကိုကဒီအရာတွေခံနိုင်ရရှိပြီဆိုရင်တော့ကိုလိုပဲလာပြောဂရုကိုမဆိုင်တော့အရှိတေးမှနေမကောင်းဘူးလားပြောတော့စိတ်လည်းမတူစိတ်လည်းမဝင်စားဘာဖြစ်လို့ဆိုတော့ကိုကခံနိုင်ရရှိသွားပြီအရှုံးတွေအခက်ခဲတွေကနေအများရန်သင်ခန်းစာယူပါလို့ပြောပြချင်တယ်ကိုရဲ့လှုပ်ဆောင်မှုတွေကိုလည်းပြန်သုံးသပ်ကြည့်ချင်တယ်ကိုမတက်တဲ့အရာတော့အမြဲတမ်းမတက်သလိုမထားဘဲနဲ့တခါတလေကိုကအပြောင်းလေးလေးတွေလှုပ်ကြည့်တင်တယ်တင်ယူပါလေ့လာပါလို့ပြောပြချင်တယ်ယုံကြည်ချက်ရှိရှိနဲ့ဇွေးရှိရှိနဲ့နေ့စဉ်တိုးတက်အောင်ကြိုးစားပြီးမှစိတ်ရှည်ပါတီးခံပါစီကန်းရှိပါလို့ပြောပြချင်တယ်အားလုံးကျေးဇူးတင်တယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးအတွက်အားလုံးကျေးဇူးတင်တယ်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like share comment လုပ်ပေးသွားလို့ရပါတယ်လို့အားလုံးပြောပြချင်တယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံး see you bye bye